เริ่มวันนี้เริ่มเร็วหน่อยจะได้เลิกเร็วๆจะได้ไปเลือกตั้งทีนี้โซเตียโฮเลยมั้ยนั่นเรามีเตียเพียวอย่างดูทีนี้ยูก็บวยตัวอย่างเลยพวกเราภาวนาดีขึ้นเยอะนะช่วงหลังๆเนี้ยดูดิโทษเลยแกแต่ตัวๆလေးကောင်းတယ်ကြတယ်เนาะดูดีဒီတနေ့လုံးတော်လေးကိုကြည့်လို့ကောင်းတယ်တိုးတက်လာခဲ့ကြတာมีพวกที่เคยบวชที่นี่หลายคนมาส่งกันบ้านนะ 4-5 คนမနေ့ကလည်းတရားလာစောက်ကြတယ်ဒီမှာဒုံလဘဖုန်ကြီးဝတ်ဖို့ဒုံလဘဖုန်ကြီးဝတ်ဘူးတဲ့ပုဂ္ဂိုလ်တွေလေ9ယောက်လာပြီးมันไม่ได้ยากเกินไปหรอกนะအင်းစားတရားလာစောက်တာอยู่ที่เราทำဘလို့တွေလည်းကောင်းကြတာทำถูกแล้วก็ทำให้พอเท่านั้นแหละတရားမခက်ပါဘူးเนาะတရားအထုတ်မှာခက်တယ်မဟုတ်တရားအထုတ်တာမှန်ဖို့အရေးကြီးတယ်တရားအထုတ်တာမှန်ပြီးတော့သူ့တဲ့တင့်တော်လဲတရားကြည့်တော့တင့်တော်တော့လောက်တာအကောင်းဆုံးပဲมีมากมายတရားအထုတ်ဖို့နီးတမထနီးတဲ့အများကြီးရှိหลวงปู่ดูลဖုံหลวงปู่ดูลနဲ့မတွေ့ခင်လည်းချိန်တယ်พัฒนาต่อไปทำได้แต่สมาธิมาแต่เด็กๆตมထပဲလုပ်လို့တတ်ก็รู้นะว่าตมထရင်ဘယ်ကိုသွားမှကိုစက်သွားလို့မတတ်ဖြစ်နေไปต่อไม่เป็นကိုမအဲ့ဒီတမထပဲလုပ်တတ်တော့มีวิธีปฏิบัติอะไรเยอะแยะไปหมดเลยပရိကသုံးပုံတွေမှာလည်းဖတ်ကြည့်တော့လည်းไม่รู้จะเริ่มต้นตรงไหนလုပ်ဖို့လုပ်နည်းတွေလည်းအများကြီးရှိနေတယ်ဒါပေမဲ့ဘယ်လိုလုပ်ရမှမသိဖြစ်နေมีหลายแบบนะมีสมาธินำปัญญาတမာတိကဉာဏ်စဉ်ကိုဆွဲဆောင်လို့ရှိတယ်လောဉာဏ်စဉ်နဲ့တမာတိနဲ့တွဲပြီးတော့တွားတာရှိတယ်เอาปัญญานำก็ไปคิดว่าอ่านตำราเยอะๆဉာဏ်စဉ်ကတမာတိကိုကြိုတမာတိဆွဲဆောင်တယ်ဗောနော်အဲ့ဒါကြတော့ล้างกิเลสนะหลวงพ่ออ่านพระไตรปิฎกนะတရားစာလေးလေ့လာလဲပရိကသုံးပုံဖတ်တယ်ဉာဏ်စဉ်ပေါ်ရအောင်အဲ့ဉာဏ်စဉ်ပေါ်ပြီးတရားအထုတ်တယ်อ่านไม่รู้ဒါပေမဲ့ကိလေသာစွန့်လို့မရဖြစ်နေတော့ကိလေသာမနေတော့အဲ့ဒီနည်းအထုတ်တော့พยายามหาวิธีที่จะปฏิบัติတရားစာဖတ်နေတာဘာမှမဟုတ်ကိုကဘယ်လိုအထုတ်ရမလဲဆိုတရားစာကိုစူးစမ်းပြီးဖတ်တယ်โดยเฉพาะที่พระพุทธเจ้าท่านสอนแต่ละคนเนี่ยดูแตกต่างกันအဲ့ဒီပရိကသုံးပုံမှာဖတ်ကြည့်တော့လေမြတ်စွာဘုရားကလည်းတယောက်ကိုတရားปฏิปทานะတရားဟောပြီးတာလေတယောက်မတူကြဘူးရောถึงขั้นว่าทำยังไงจะถูกกับจริตแต่ละဒါဆိုရင်ဒီဘယ်တရားလဲနော်ကိုအကျင့်လဲတင်ရအောင်ပဲတရားဆိုလိုက်စာကြည့်တာเคยไปถามท่านอาจารย์พุทธทาสแล้วท่านเขียนหนังสือตั้งเยอะแยะเลยพุทธทาสဆိုတဲ့ဆရာတော်တော်မီဘူးတာทุกเล่มนะဆရာတော်ကတရားစာအဲ့ရေးတာတို့သွားပြီးတော့စောက်တယ်ဆရာတော်ဘုရားအရှင်ဘုရားရေးတဲ့စာတွေကိုတပြည့်တော့အကုန်ပိုင်တောတပံဖြစ်နိုင်လားဘုရားလေปฏิบัติท่านบอกอย่างนี้นะต้องปฏิบัติမရဘူးလေစာလေးဘယ်တော့ပဲဒီရဲ့စာလေးဘယ်တော့ပဲဖတ်အာမထုတ်ရင်16ขั้นတော့ဘလို့မှတရားမရဘူးလေก็ไม่เข้าใจใช้สมาธินำปัญญาแล้วก็อย่างสายครูบาอาจารย์วัดป่าဒီကလို့တမာတိကဉာဏ်စဉ်ဆွဲဆောင်မယ်ဆိုရင်တောရကြောင်းကနေကျင့်တယ်များတယ်သူကအရင်ဆုံးကร่างกายတရားတမာတိစိတ်ငြိမ်ကိုလုပ်တယ်တရားလေးအားထုတ်တယ်အဲ့ဒါကိုလုပ်แล้วต้องทำมาหากินมีเรื่องต้องคิดมากมายเหลือเกินလို့လေပုထုဇဉ်တို့လို့လောကလေးမနေလှုပ်ဆားဆိုတော့စားဖို့တောက်ဖို့ဘဝရုံးကန်ဖို့ဒါကိုပဲစဉ်းစားမယ်လေဒါကိုပဲအာရုံပြုနေကြတယ်တရားတထိုင်ခိုင်းဖို့အချိန်မှသိမ့်မရကြဘူးหลักสูตรของครูบาอาจารย์วัดป่า
ให้สร้างพระที่ดีๆขึ้นมามากมายတော့ရကြောင်းလဲဒီနီလာနဲ့ဟို ต้นด้วยกัน တန်ခါလေး สมาธิเยอะๆ အများကြီး พิจารณากาย အများကြီးထုတ်လိုက်တယ်နော်ယဟန္တာပြအများကြီးထုတ်လို့ရတယ် อย่างอื่นไม่ค่อยได้ละ သူတို့နီးကအရင်ဆုံးစလိုက်တာလားတရားကြီးပဲစုထိုင်ခိုင်းတယ်တရားကြီးပဲအိမ်နိချီဟလာတစ်ချိန်အများကြီးထိုင်တိုင်းမဝင်ဘုတ်ထွက်ရင်တော့ဒီမှာဘုတ်တော်ဆိုလဲအဲ့လိုတရားထိုင်နေတယ် เนี่ยพิจารณาผมพิจารณาผมรูปร่างอย่างนี้มีสีอย่างนี้มีกลิ่นอย่างนี้พิจารณา အဲ့ဒီတမာတိအာကြီးတာကဲစဉ် ไม่สวยไม่งาม အတုပတမထန်ကျင့်ခိုင်းတယ်ဥပမာစပင်လေးကိုလည်းစပင်ကိုကြည့်ပြီးတော့စပင်ကိုစင်ကျင်ခိုင်းတယ် บางองค์ท่านเข้าสมาธิแล้วออกจากสมาธิแล้วท่านกำหนดจิตนะเผากายสลายไปเข้าไป တချို့တွေလည်းတမာတိအာကြီးတော့လည်းဒီရုပ်မိကတိုင်းကျင့်တယ်မိကတိုင်းကျင့်ဘာလို့ဆိုတော့ကိုခန္ဓာကိုယ်ယူမိဆိုလည်းကတိုင်းနေမှာလေနမိတ်တွေမှာလေ กำหนดจิตฉีกตัวเอง ကိုမိဆို เป็นชิ้นเล็กชิ้นน้อย တချို့လေပုဂ္ဂိုလ်ကြလည်း กาย ဟိုခန္ဓာကိုယ်ဆွဲထုတ်တယ်အခြားကိုအလုံးတပုံကြီးဆွဲထုတ်တယ်ပုံဒါစား จะทำ ဘုံမျက်စိတပုံနားတပုံအဲ့မျိုးကဆွဲထုတ်တယ်အဲ့မျိုးကျင့်တာလည်းရှိတယ် ไปไม่ไหว ဒါပေမဲ့တမာတိခိုင်မာရမှာနော် ทีนี้ต้อง တမာတိအာကြီးရမှာ เข้าสมาธินะเข้าฌานพิจารณาสภาวะที่เกิดขึ้นในยงฌานที่ก็ใช้เวลา ဇန်နဲ့တချို့ကြလည်းဇန်ဝင်စားတယ်ဇန်နဲ့မှဝင်စားပြီးမှပဲပြန်ဆင်ကျင်တယ်အဲ့ဒါကြတော့ ไปอ่านตำราแล้วไปคิด အဲ့ဒီဇန်နဲ့ရောက်ပြီးမှညာစဉ်တက်မဆိုတာလဲလောက်ခက်တယ်အဲ့ဒါ ก็ไม่ ဒီ พอ တော်တော်လေးအချိန်ပေးရတယ် ปัญญาควบกันยิ่งยากหนักเข้าไปอีก တချို့တွေကြလည်းညာစဉ်လက်တမာတိလက်တွဲပြီးလုပ်မယ်လက်အဲ့ဒီနှစ်ခုလုံးကနှစ်ခုဖလှယ်ပြီးလုပ်မယ်အဲ့ဒါပိုခက်သွားတယ် หนังสือที่วัดสัมพันธวงศ์เขาพิมพ์ တနေ့ကျစံခတ်တဝုံဆိုလဲကြောင်းမှာတွားပြီးစာအုပ်တစ်ဖတ်မိတယ် ที่เขาสร้างเหรียญหลวงปู่แหวน အဲ့ဒီခေတ်တော့သူတို့ကအဆောင်လေးတွေအဆောင်တစ်ဆောင်ကိုသူတို့လှုပ်တော့စာအုပ်တစ်အုပ်ထုတ်ထားတယ်အဲ့ဒီစာအုပ်တစ်အုပ်ဖတ်ကြည့်တယ်အဲ့ဒီ ของครู အဆောင်လေးတစ်ခုပူဇော်လိုက်စာအုပ်တစ်အုပ်လည်းဆောင်ပေးတယ်လေအဲ့ဒါလေးကိုထိုင်ပြီးတော့ เป็นสมุทัยผลที่ အဲ့ဒီစာအုပ်ရဲ့အနောက်မှာစိတ်ကအပြင်ရောက်တော့ရင်လေသမုဒယတစ္ဆာ แจ้งเป็นมรรคผลที่จิตจิตอย่างแจ่มแจ้งเป็นนิโรธอันหนึ่งธรรมชาติของจิตย่อมส่งออกนอกนี่ส่งออกนอกแล้วไม่มีสติหลงกับอารมณ์ก็เป็นเหตุให้เกิดทุกข์ถ้าส่งออกนอกแล้วมีสติอยู่ก็เป็นการปฏิบัติเพื่อความพ้นทุกข์แล้วท่อนสุดท้ายบอกพระอริยเจ้าทั้งหลายมีจิตไม่ส่งออกนอกมีจิตไม่กระเพื่อมหวั่นไหวมีสติสมบูรณ์เป็นวิหาร အဲ့ဒီမှာရေးတာလည်းနောက်ဆုံးပိုက်တွေမှာဗာရေးတာလဲဆိုတော့ ลงท้ายว่า အရိယပုယဟန္တာတွေကစိတ်ကိုအပြင်မထုတ်ဘူးလေစိတ်ခံစားမှုတွေလည်းမတုံလို့ဘူးလေအဲ့ဒါလေးကိုဖတ်မိတော့ဘုံရဲ့စိတ်တွေကိုတုံလို့တော့ပဲလေ ถ้าจิตไม่ทุกข์แล้วใครจะทุกข์ စိတ်ကဒုက္ခမဖြစ်ရင်ဘယ်သူကဒုက္ခဖြစ်မှာလဲလေ มันอยู่ที่จิตใจเราเมื่อเรากรรมฐานที่เราจะทำต่อไปนี้คือการชำระจิตใจตัวเอง အခုတို့လုံးမဲ့ธรรมทากတို့စိတ်ကိုတန့်စင်လို့တဲ့ ชำระจิตอย่างห ธ นึ่ง รรมทาလို့ပြောရမှာ ทำสมาธิก็เป็นเครื่องมือชำระจิตอย่างหนึ่ง ธรรมทาလို့တာ ยังไม่รู้จะ စိတ် ทำ ကို ยังไง စင်ကျင်အောင်စီးတက်တယ်လို့ပဲအဲ့ဒီမျိုးစိတ်ကစင်ကျင်စိတ်ကတန့်စင်လာခဲ့ပြီးတဖြည်းဖြည်းနဲ့ กิเลส ဉာဏ်စဉ်တက်တော့မယ် กุศลเกิดที่จิตมรรคผลเกิดที่จิต ကုသိုလ်လည်း แต่เรา စိ จะ တ် ป မှာ ฏิบั ပေါ် ติ လဲ ยังไง အကုသိုလ်လည်းစိတ်ပေါ်ပေါ်လဲမဲ့ဖို့လည်းစိတ်မှာပေါ် แล้วตอนนั้นก็เที่ยวถามเขานะว่าพระ အဲ့ဒီကြောင်းရေးတာလဲဆရာတော်ယူလို့ပူဒူးညဲလို့လိုက်မေးတယ် คือใคร
อยู่ที่ไหน ဒီပုဂ္ဂိုလ်ရေးတဲ့ပုဂ္ဂိုလ်ကြီးကဘာတူလဲဘယ်မှာ ชื่อ နေ ว่า တာ พ လဲ ระรั ဆို ตนกรวิสุทธิ์ အဲ့ဒီမှာသူတို့ရဲ့လက်တိတလောက်လဲพระรัตนกรวิสุทธิ์လို့ခေါ်တယ် พระราชพุทธาจารย์ အဲ့ဒါဆရာတော်ရဲ့ ตอน ဘွဲ့ นี้ ပေါ့ สอนแล้วจะเป็นพระรัตนกรวิสุทธิ์อยู่คนเขาก็บอกแล้วว่านี่คือหลวงปู่ดูล သူတို့ရပြောတာအဲ့ဒါလူပူဒူလို့ခေါ်ကြတယ်လေလူ หล ပူ วง ဒူ พ่อได้ လူပူ ยิน ဒူ แล้วหมดความหวังเลยหลวงปู่ฟั่นบอก ဘုံဖုံအဲ့ဒီဒါကြားတော့အော်ဒါဆိုရင်တော့ဟိုပြန်တော်မူပြီးထင်တယ်လို့ဟိုလည်းသူဆရာတော်ကြီးရဲ့တပည့်တော်မှလူပူဖတ်တော့မှပြန်တော်မူတော့ပြီဆိုတော့သူ့ဆရာလည်းမရှိတော့ပါဘူးလေ รู้ก็ တနေ့ကျတော့လူတယောက်လည်းပြောတယ်ရှိနေသေးတယ်လေအသက်90ကျော်နေပြီလေဟိုဆူလင်းဆိုလည်းမြို့မှာရှိတယ်လေဘူလဖာကျောင်းရဲ့ဆူလင်းမှာရှိတယ်လေ รู้อยู่แค่นั้นนะว่าท่านอยู่สุรินทร์ တိတော့ဆူလင်းမှာပဲနေတာရှိတယ်ဆိုတော့တလိုက်စာ เที่ยวถามเขาว่ารู้จักวัดบูรพารามไหมไม่มีใครรู้จัก အဲ့မှာဘူလဖာလမ်ဆိုတော့ကျောင်းကဘယ်သူတိတယ်ဆိုလိုက်မင်းတယ်ဘယ်သူမှမသိအောင် เขาบอกอยู่ข้างหลังตึกเนี้ย ရေတယောက်တမီနဲ့မော်တော်ဘီကယ်တယောက်တမီနဲ့မော်တော်ဘီကယ်ပြောတယ်ခင်ဗျာအဲ့ဒီမျိုးလိုက်မီလို့မရဘူးလေခင်ဗျာမီးမဆိုဒီမှာဆိုဝတ်ဘူးလို့ပဲခေါ်တယ်လေဝတ်ဘူးဆိုအလုံးတိတယ်လေ เราไปถามชื่อไม่แปลกๆเขาไม่รู้จัก เข้าไปหาหลวงปู่นะท่านกำลังฉันข้าวอยู่ตอนเช้า ဆရာတော်တတွေ့တော့ဆရာတော်ကြီးကမနေ့အာယုံစင်းဖုန်းနေနော် เข้าไปเลยเข้าไปในกุฏิท่านตอนนี้แหละท่านฉันข้าวอยู่พบได้ ဦးစင်းလေးကလည်းဦးစင်းလေးတစ်ပါးလည်းပြောတယ်ဝင်တော့ရတယ်လေဆရာတော်ဆုံးဖုန်းနေလည်းဝင်တွေ့လို့ရတယ်တဲ့ဝင်ဖူးလို့ရတယ်လေ ในป๊อตเหรอมันก็กลัวเหมือนกันนะเราไปรู้จักครูบาอาจารย์สายกรรมฐานตอนนั้น ไม่รู้นิสัยใจคอเป็นไงดูหรือเปล่าก็ไม่รู้ သူကကြားဘူးသူကြားဘူးတလောက်တော့တော်ရအကြောင်းဆရာတော်တွေကအိုင်းတော်တာကြီးတယ်တဲ့အချို့စားအရန်ရန်ဝင်တော့ချွင်းအင်းနဲ့ပောက်ကန်ထိတာရှိတယ်နော်ဆိုတော့တိတ်ပြီး ท่านเดินออกมาเอง စတွန်းလေးဖုန်းနေဆိုတော့ จากกุฏิมาชะโงกมอง လူလည်းမအနီးမကပ်ရ ใกล้กันนะท่านมาชะโงกมองก็เลยเข้าไปกราบท่านคุยกับท่านที่ระเบียง နောက်ခဏကြာဆရာတော်ကစွန်ဖုံပြီးတော့တွားဆရာတော်တွားဖူးမြို့တွားဖူးတယ် ท่านก็นั่งสมาธินะ ไม่สอนหรอก ဖုံဖုံဖျားတပိတော့တရားအားထုတ်ခြင်းနဲ့ဖျားလို့စောက်တယ်ဖုံဖုံကဘာပြောင်းမပြောမလဲအဲ့ဒီလုတ်အဲ့ 45 นาที အဲ့ဒီလုတ် ตอนนั้นนึก ဘုရားခုံပေါ်မှာထိုင်ပြီးတော့ แล้ว95แล้วนะ မိနစ်40လောက်မိနစ်40ကျော်လောက် นั่งนานเราก็ ထိုင်နေတို့ကလည်းကြည့်ပြီးတော့အိုးဆရာတော်ကြီးကလည်းအသက်95လောက်မှရှိနေပြီစွန်းလည်းဖုံးပြီးကြစားဆိုတော့အိပ်ပျော်လို့ပြီးထင်နေပြီအိပ်ပျော်တော့ပြီးလို့ထင်နေရတယ်နောက်ပဲဟုတ်မယ်ခဏကြာလို့ဆရာတော်ပြီးဖွင့်လာခဲ့မျက်စိပွင့်လာခဲ့တယ်ဖွင့်ပြီးပါပြောတယ်ဆိုတော့ ประวัติเราตั้งนาน 2-3 คำเอง တကားကြီးလက်တရား แล้วท่านก็ถามเข้าใจไหม စာလေးဖတ်တကယ်တော့များပြီလက်ဒီတစ်ခါကြာရင်ကိုယ်စိတ်ကိုဖားလက် บอกเข้าใจแล้วไปทำเอา စိတ်ကိုကြည့်တာစိတ်ကိုဖတ်တာတိလားလက်တိတယ်လက်တိရင်တော့အေးတိလေရပြီတွားလက် ไฟเคลื่อน ကြည့်ပြီဆို ตกใจเลย ဟိုလေဟိုမှာယထာအမိပြန်မဆိုယထာလက်စီယထာဘောရောက်မှစဉ်းစားမိတယ်ဆရာတော်မိစိတ်ကိုဖတ်ကန်ဆို หน้าตาเป็นยังไง ဘယ်မှာတဖတ်မလဲစိတ်ကလည်းဘယ်မှာလဲဆို ไป တော့ อ่าน ဟိုဘာမှမသိဘူးเนาะဘာလဲဖတ်မလဲစိတ်ကို ไม่รู้สักอย่างเลย ဘာမှမသိဘူး ก็ตกใจทำอะไรไม่ถูก နော်ကို แล้วก็นั่งสมาธิเลยทำความสงบก่อน အဲ့တော့ဖုန်းကလည်းအိမ်ပြန်ရောက်လာတယ်တရားထိုင်ကြည့်လိုက်လေကွာတရားထိုင်သွားပြီ ทางมาเนี้ยยังไม่ได้รู้ว่าเป็นหลักอะไรหรอกรู้ ဖုန်းအဲ့ဒီအစားအဲ့ဒီချိန်ကတိမှမသိစိတ်ကြည့်ခိုင်းဆိုတော့ဘာလဲဆိုတော့စိတ် ไปหายใจเข้าพูด အဲ့မှာတရားထိုင်ဝင်ဘုတ်ထွင်တော်လည်းပဲ ปัญญามัน အဲ့မှာစိတ်ကငြိမ်တော့ ท่านให้ดู ညံစင်ပေါ်လာကြတာ จิตไม่ได้อยู่ข้างนอกหรอกจิตต้องอยู่ในร่างกายนี่แหละ စိတ်ကစိတ်ပဲစိတ်ကအပြင်မှာမဟုတ်ပါဘူးစိတ်ကငါရုပ်တမှာပဲရှိမှာပဲဆို จิตเราเกินกาย အဲ့ဒါစိတ်ကို
ခန္ဓာကိုယ်ရဲ့အပြင်ကိုပေးမထွက်အောင် ในกายเนี่ย ဒီထဲမှာပဲပေးနေတယ်စိတ်ဒီထဲမှာပဲထားတာ เสร็จแล้วก็พิจาร အ ณา ပြင်ကို ต่ ပေး อจิตอยู่ตรงไหนในกาย အဲ့ဒါဆိုပြန်စင်ကျင်တယ်စိတ်ကဘယ်နာမှလေဒီရုပ်ဆက်ဘယ်နာမှတပင်မှာကြည့်တယ် แรงช่วงนั้นทำสมาธิอย่างเดียวดูผมปุ๊บผมสลายไปไม่มีจิต တပင်ကိုကြည့်တယ်လေအဲ့ချိန်တော့တမာတိအာကြီးရစပင်ကြည့်စပင်ရဲ့ခါလဲပျောက်သွားတယ်ပဲ เป็นแต่หัว စပင်ရဲ့ ดูหัว ဒီအကြီး หายไป ကောင်းကြည့်တယ် ไม่เจอจิ ဥ ต ကောင်းကြည့်တယ်ဥကောင်းလည်းခါလဲ กายทั้งตัวเนี่ย ပျောက်သွားတယ် หลังหลุดไปเหลือแต่กระดูกก็ไม่เจอจิต ဘယ်မှာပဲကြည့်ကြည့်တမာတိအာကောင်းတယ်လေဘယ်နေရာကိုကြည့်လေအဲ့ဒီရာခါလဲကြွေကြပြီးတော့ပြချပြက်ကုန်တော့ပဲရှိတယ် กรวดเล็ก စိတ်လိုက်စားတယ်လေစိတ်ကဘယ်နာမှ ๆก็ไม่เห็น အယိုးကြည့်လိုက်တော့လေစူးယူကြည့်နေအယိုးကရင်ခါလဲတက်လုံးလေးတွေဖြစ်ကုန်တယ်အလုံးလုံးဖြစ်ပြီးတော့အယုံအလုံးလေးဖြစ်ပြီးတော့အဲ့ဒီအယိုးရဲ့တစ်စင်းတစ်ခါပြပြန်ဖြစ်တော့ပြောင်းဘယ်မှာမစားလိုက်စိတ်လိုက်စားလို့မရအောင် จิตอยู่ในกายนะแต่ไม่ได้อยู่ตรงไหนของกาย တဲ့ကရုပ်ဒီမှာရှိတယ်ဒါပေမဲ့ဘယ်နေရာမှာမှသူတည်တာမရှိဘူးဟောလေ คราวนี้เอาใหม่หรือจิตอยู่ในเวทนาความรู้สึกสุข ဒါဆိုဒီခါပြန်စဉ်းစားရဆိုဒါဆိုစိတ်က ตอน ဝေဒနာလည်းမှရှိမှတင်တယ်ဒုက္ခဒုက္ခတွေမှရှိမှတင်တယ်ဒီစိတ်က ก็ได้เรียนได้สวดมนต์แปลธรรมวัดเช้าธรรมวัดเย็นอะไรพวกนี้เขาแปลด้วย ในบทธรรมวัดเช้าพูดถึงขันธ์ห้า มันเนี่ย คือตัวรูปเราไม่เจอจิตอะ မနေ့ဖျားစာ เวทนา ထိုင်းမှာဖျားစစ်ကိုရင်သူကရွတ်တဲ့ချိန်မှာ เปิดจิตนะให้มีความ အဲ့ဒီမှာ สุขขึ้นมาแล้วดู အဲ့ဒီဖျားစာလေးရှိတယ်ဒီပါဠိရဲ့ဗမာလိုပါဠိရဲ့ထိုင်းလိုဘာသာပြန်ပြီးတာ หรืออยู่ในความ အဲ့ဒါလေးအဲ့ဒီမှာ กำหนดจิต တရားလေးစာလေးဖတ်ပြီးတော့စိတ်လိုက်စာကြည့်တယ်တရားစာဖတ်လဲစိတ်စာလို့ ดูร่างกาย ဘယ်မတွေ့ဘူး ร่างกายนั่งนิ่งๆไม่กระดุกกระดิกแล้วไม่กระทุกข์ดูลงไป ဒါဆိုရုပ်ကြီးပဲပြန်ကြည့်တယ် ดูไปทุกข์ได้ ဒီရုပ် ขาดไปหายไป ဒီရုပ်ကြီး จิตเอง ဒီရုပ်တစ်ခုလုံးမြင်အောင်ကြည့်တယ်ဒါပေမဲ့စိတ်ကိုမတွေ့ ต่อไปเลยจิตอยู่ ในความคิดนึกปรุงแต่ง ဒါမဟုတ်ရင်တို့စိတ်ကပြုတ်လုံးနေတဲ့နေရာတွေမှာရှိတယ်လားမသိဘူးပြုတ်လုံးတိုင်းစိတ်ရှိမှတင်တယ် โทกรุณามา အဲ့လိုမှတော့တရားစာတစ်ခုဖတ်နေလိုက်လေဗုဒ္ဓအဲ့ဒီဗုဒ္ဓ หันนบอันนี้อยู่ในบทธรรมวัดเช้า แล้วแปลที่สวนโมกเขาแปลหลวงพ่อบวชมา တရားစာလေးဖတ် สวดมนต์แปล အနေဖတ်ပြီးတော့ထိုင်းလို့ပြန် มหันนโวพระพุทธเจ้า မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုဖတ်နေတယ် มีพระกรุณาดังห่วงมหันนบพอตอนที่เริ่มสวดเนี่ยเห็นกระแสของความคิด ไม่ใช่เห็นถ้อยคำนะ ไม่ใช่ถ้อยคำที่คิด แต่เห็นกระแสของความคิด มันไหลขึ้นมาจากกลางอก အဲ့ဒီ แล้วมันก็มากระทบ အဲ့ဒီတရားစာလေးစုဖတ်ခြင်းမှာစိတ်ရဲ့ คล้ายๆส่งสัญญาณเข้ามา စိတ်ရဲ့ เป็นสัญญาณแบบ စိတ်က ดิจิตอล အဲ့ဒီရင်ပိုင်း กระทบ မျောထွက်လာက จิต မြင်ခံစားမိတာ เป็นคำพูด ตรงที่เห็นสภาวะที่จิตมันตรึกขึ้นมา จิตมันคิดขึ้นมาเนี่ยทันทีที่รู้ปุ๊บจิตก็ตั้งมั่นเด่นดวงขึ้นมาเลย အဲ့ဒီမှာစိတ် อ๋อ အဲ့ဒီစိတ်ကမျောတက်တယ်ကဲစိတ်က จิต စိတ်ကိုတိမြင်လိုက်တာနဲ့ รู้ผู้ตื่น အဲ့ဒီကိုရင်ရိုက်ထွက်တယ်ကစိတ်ကိုမြင်လိုက်တာစိတ်ကိုတိလိုက်စိတ်ကချစ်ချင်းတိတော့တယ် 10 ขวบเราไม่รู้จะใช้ประโยชน์อะไร အေးအဲ့ဒီစိတ်မျိုးကငါတွေ့ဘူးတယ်တဲ့ဟိုဖုံတွေ့ဘူး10နှစ်သားရွယ်တာတွေ့ဘူးတယ်ဒါပေမဲ့ဘာလို့မှမသိတယ်ဘာတော့မှမသိဘူး กูเลยโตมาตาเลยမြင်တော့မြင်မှုတော့ပါ เขาก็อย่างเนี้ยจิตตื่นอย่างเนี้ยตอนหลังมาภาวนาเยอะๆแล้วถึงเห็นในโลกไม่มีคนตื่นนะ ဟောဟိုကြည့်လိုက်တော့ဒီစိတ်မျိုးထားလာခဲ့လို့ဆိုစိတ်လို့ခေါ်တယ်လေဖုံကလည်း วิธี ကျင့်တယ်မြန်တော့ကျင့်တယ်လိုက်ကြည့်တော့နောက်ပိုင်းမှာလည်းလိုက်ကြည့်ကြတော့နောက်ပိုင်းမှာကြည့်တာအားလုံးကထားလဲစိတ်နဲ့မရှိကြအားလုံးသွားနေလာနေတာပဲစိတ်ကမျောနေတာဖြစ်တယ်ကိုမှန်းသိစိတ်မသိကြအောင် สิ่งที่ไม่ใช่จิตออกไปวิตกวิจารณ์เนี่ยไม่ใช่จิตวางไปแล้วทวนกระแสเข้ามาที่จิตได้เจอจิต အဲ့ဒီဟာချပြီးမှကိုအဲ့ဒီတိတဲ့စာကိုပြန်ကြည့်တယ် ก็คือการที่จิตมันไป
ตรึกอยู่ในแสงวิจารณ์คือการที่จิตมันเคล้าอยู่ในแสงสว่างถ้าทำอานาปานสตินะจะกลายเป็นแสงอานาปานสติလုပ်ပြီးတော့နောက်ဆုံးမှသူကအလင်းရောင်ဖြစ်တော့မလဲလောက်တာတမာတိအာတိတယ်များအလင်းရောင်ဖြစ်တော့ถ้าเห็นปีติสุขนะအဲ့ဒီအလင်းရောင်ဖြစ်တဲ့ကဲကိုယ်မှာပီတိလေးပေါ်တယ်လေจิตจะไหลออกไปข้างนอกไปดูปีติအဲ့ဒီပီတိဖြစ်ရင်လည်းစိတ်ရဲ့ความสุขทวนเข้ามาစိတ်ရဲ့ဝတ်ဖြစ်နေတယ်စိတ်ဝတ်ဖြစ်နေတယ်ပီတိရလဲလေစိတ်ကအဲ့ဒီပုံမှာတဆွေးနေပြန်ပေါ့ตกวิจารณ์แต่ที่จิตไปดูแสงสว่างเนี่ยจิตมันไหลไปอยู่ที่แสงไปเคล้าเคลียอยู่ที่แสงการที่จิตစိတ်ကိုတမြင်စိတ်ကိုဟိုပဲအလင်းရောင်တမြင်စိတ်ကအလင်းရောင်ပေါ်မှာတွားပြီးတော့ဆွေးဖက်နေတယ်လေအလင်းရောင်တော့ခံစားနေတယ်เนี่ยตรงเนี้ยพอเห็นตัวนี้นะนี่จิตมันออกไปข้างนอกအဲ့ဒါစိတ်အပြင်ရောက်နေပြီလေစိတ်ကရုပ်တမှာမရှိတော့จิตทวนกระแสเข้ามาที่ตัวจิตအဲ့မှာစိတ်အဲ့ဒါတွေကြည့်ခုနကစားလေအလုံးပြက်အဲ့ဒါခုနမြင်တဲ့အရာတွေအလုံးပြက်နမိတ်တွေလည်းပြက်တော့ပြီးမှစိတ်ပြန်တည်တော့ปีติละความสุขไปเป็นอุเบกขาအလုံးစွန့်လိုက်တယ်ဒုက္ခဒုက္ခပီတိတွေဘာမှမထားทำให้เราได้จิตผู้รู้အဲ့ဒါတိတူတဲ့စိတ်ဖြစ်အောင်အဲ့ဒီလုံကြီးအဲ့ဒါပထမနီးအဲ့ဒါတနည်းပေါ့ก็ยังนั่งสมาธิกันพวกเราหายากแล้วที่จะมีเวลาไปนั่งสมาธิจริงจังดูขึ้นมาแล้วทีที่สองสิ่งมีอะไรเตียไทยมุเรามันรวยแล้วเปล่าที่เรารู้ทันสภาวะที่กำลังมีกำลังเป็นอย่างสภาวะที่จิตมันตรึกจิตมันคิดนะจิตไม่สภาวะที่จิตคิดนะไม่ใช่เรื่องที่จิตคิดนะ我ตีมาစိတ်တွေးနေတာတွေးတဲ့အကြောင်းသိခိုင်းတာမဟုတ်เนาะစိတ်ရဲ့တွေးတာအပြင်ရောက်နေပြီလို့သိခိုင်းတာတွေးတဲ့အကြောင်းသိခိုင်းတာမဟုတ်တွေးနေဆိုသိခိုင်းတယ်တော်ပြီအဲ့ဒီတွေးတဲ့သိပြက်ကြတော့မယ်တော့တရားလည်းပြန်သိရအောင်လေတွေးတဲ့အကြောင်းသိခိုင်းတာမဟုတ်เนาะတွေးတဲ့အကြောင်းသိရင်ဇက်လန်းမစိုးနိုင်တော့เอาตัวที่ง่ายๆอย่างคนไหนให้หลวงพ่อให้ไปนั่งสมาธิไปเดินจงกรมเงี้ยแล้วจิตเราหลงไปในความคิดแล้วให้รู้ทันว่าจิตหลงဥဖုံဖုံကအင်္ဂါပေးလိုက်လေတရားတော့အထုတ်ခိုင်းတယ်တရားအထုတ်ခိုင်းဥပမာကွာဟိုဝိနည်းထွက်တယ်ဝိနည်းထွက်လဲနေပြီးအဲ့ဒီဝိနည်းထွက်အပြင်ရောက်တော့စီအဲ့ဒါကိုမှချစ်ချင်းတီးပြီးဝိနည်းထွက်မှပြန်တီးရမှာชนิดที่สองจิตรู้ชนิดแรกนะผ่านการทำสมาธิมากๆแล้วได้ตัวรู้มาตัวรู้นี่จะเข้มแข็งဒုတိယနီးကอยู่ได้หลายวันแต่ก็ไม่เกิน7 วันนะก็เสื่อมအဲ့ဒီဝိနည်းထွက်တယ်တီးနေစီသမာဓိအားကြီးလာခဲ့ပြီဆိုที่ครูบาอาจารย์สอนมาကိုကတိတူတွေးလိုက်မယ်တိတူကတီးနေမယ်အဲ့ဒီတိတူတီးတယ်ဆိုတာလေ9 ရက်မကျော်ဘူးနော်တိတူမြင်းနေတယ်ဆိုတော့လေအဲ့ထက်မကျော်ปุ๊บเนี่ยจิตตื่นเลยโกรธรู้ว่าโกรธเนี่ยဒေါသဖြစ်ရင်လည်းဒေါသဖြစ်မှတိလိုက်တယ်လည်းချစ်ချင်းဒေါသဖြစ်တာတိလိုက်တယ်လည်းဆိုလည်းတိတူပဋိရှင်ပေါ်လာခဲ့တယ်หลงอีกรู้อีกไปလွင့်တယ်လည်းတိလွင့်တယ်လည်းတိလည်းရทีนะအမြဲတမ်းခက်กำลังခဏပြီးတိတာเป็นผู้รู้มีแรงขึ้นมาအဲ့တော့မှတိတူကအားရှိတဲ့ကြရအောင်มันก็เดินปัญญาได้ละအဲ့တိတူအားရှိတဲ့ကြရင်သူ့အလိုလိုနဲ့ဉာဏ်စဉ်တက်လာခဲ့မှာนี่หลวงพ่อไม่ได้เล่าวิธีที่หลวงพ่อทำนะเพราะพวกเราจะทำยากဖုံလုံးလည်းနီးမပြောဘူးနော်ဖုံလုံးနီးခက်တယ်မင်းတို့လွယ်တဲ့အဲ့ဒီနေရာရောက်ခိုင်းလို့ပြန်သစင့်ပြန်ဟောနေတာတမထတစ်ခုလုံးလည်းနေစီမှာအဲ့ဒီမှာတရားတစ်ခုမှတ်ထားလိုက်ကိုတရားတစ်ခုစိတ်ကသူ့နေမနေရရှိရမယ်နော်စိတ်ကသူ့လွတ်တိုင်းလည်းသူဟိုတွားပြီးတွားဖြစ်နေหาของกินไปเรื่อยๆအဲ့ဒါဟိုစားတွေးလိုက်ပြီးစားစရာလေးတွေးလိုက်ก็จรจัดหิวလူလိုပါหาของกินလူလိုပါအိမ်နေအိမ်မရှိတဲ့လိုက်တွားနေရဟိုတွားနေကိုအိမ်မှမရှိပဲวิ่งไปคิดอะไรเดี๋ยวก็วิ่งไปหาอะไรกินတိတ်လည်းအဲ့ဒီလိုပဲဟိုကသူ့အိမ်မရှိတာစီသူလိုက်တွားနေဟိုတွားလိုက်စူစားဖို့အကြောင်းတွေးလိုက်တွားလေဖို့အကြောင်းတွေးလိုက်หมาจรจัดนะวิ่งหาของกินวิ่งหาอารมณ์คุย
ตะเคียนมันရှိละခွေးတတိတယ်ဟလားဘလို့ဒုက္ခဖြစ်တာဟိုတွားလိုက်ဒီတွားလိုက်တွားနေရလဲ ก็คือวิหารธรรมคำว่าวิหารก็คือ ပြောမဆိုရင်ကိုအိမ်ဆိုတော့ကိုတရားကိုမှတ်နေတဲ့တရားပဲ วิหารแปลว่าที่อยู่ တရားဆိုတော့ ที่อยู่ของจิต ဘိမာကိုရဲ့ဘိမာစိတ်ရဲ့ဘိမာမစိတ်ရဲ့ဘိမာ กายกับใจ စိတ်ရဲ့ဘိမာလို့ကိုအိမ်လဲ พระพุทธเจ้าท่านสอน အဲ့တော့ကိုတရားတဲ့ကိုနေပေါ့အဲ့ဒါစိတ်ကကိုတရားတဲ့ကိုနေ ใช้เวทนาในเวทนาเป็นวิหารธรรมใช้จิตในจิต ဝေဒนาတွေကဝေဒนาကလည်း ในธรรมเป็น ဘိမာပဲဝေဒนาတွေမှာဝေดนาစုတယ်လည်းဘိမာပဲ เป็นยังไงไม่ใช่กายทิพย์ข้างในนะอันนี้เป็นศัพท์เทคนิคกายในกายหมายถึงว่าเราสุ่มตัวอย่าง ရုပ်ထဲကရုပ်တဲ့ กายบาง အဲ့ဒါလည်း บางส่วนเนี่ย အဲ့ဒါကိုရဲ့ဘိမာပဲရုပ်ထဲကရုပ်ဆိုရုပ်ကရုပ်ထဲကရုပ်ဆိုစိတ်ကရုပ်ကိုစိတ်ကကြည့်နေတယ်လေတိနေတယ် เวทนาคือเราสุ่มตัวอย่างเรียนเวทนาบางอย่าง ဝေဒนาတဲ့ဝေဒนาလဲ ทั้งหมด အဲ့ဒီဝေဒนาပေါ်မှာစိတ်ကတိနေလို့ แต่เป็นการวิจัยธรรมะธรรมวิจยะ အဲ့ဒါဓမ္မဝိจัยဓမ္မ ไม่ได้เรียนกาย ဝိจัยဓမ္မသူတည်တယ်နာပြုနေတာပေါ့ ให้ตัวอย่างไว้ใช้คำว่าตัวอย่างนะเพราะอุบายการปฏิบัติเทคนิคการปฏิบัตินอกจากที่อยู่ในตำราของสติปัฏฐานที่พระพุทธเจ้าสอนยังมีอีกตั้งเยอะแยะใช้กายในกายเช่นถ้าเราใช้ลมหายใจ ရုပ်ထဲကရုပ် เราเห็นร่างกายหายใจออกเห็นร่างกายหายใจเข้าเรียนมาอยู่แค่นี้เพราะทั้ง သူကရုပ်ထဲကရုပ်ဆိုတော့ရုပ်ကအသက်ဆူနေတယ်ရုပ်ကအသက်ဆူထွက်နေတယ်ဆိုတော့ကိုမသိနေအဲ့ဒါရုပ်ထဲကရုပ်ပဲ เราสามารถเห็นว่าร่างกายที่หายใจออกไม่ใช่เราร่างกายที่หายใจเข้าไม่ใช่เราร่างกายทั้งหมดนี้จะไม่ใช่เราละ အသက်ဆူနေတဲ့ရုပ်တွေကငါမှမဟုတ်ပဲဟိုကအဲ့ဒါဆိုရင်ဝင်နေတဲ့အသက်ဆူဝင်တာလည်းငါမဟုတ်အသက်ဆူထွက်လည်းငါမဟုတ်ဆိုပြီးအားလုံးကငါမဟုတ်ဘူးဆိုတာသိရ อิริยาบถสี่นี่แหละเป็นหลักอยู่ ပြောမဆိုကိရိယာ၄ကိရိယာဘုတ်၄ပါးမှာပဲ ထိုင်နေတာလည်းငါမဟုတ်ရပ်နေတာလည်းငါမဟုတ်အိတ်နေတာလည်းငါမဟုတ်ဆိုရယ် สุดท้ายจิตมันจะมีเกิดความรู้รวบยอดนะกายนี้ไม่ใช่เรา နောက်ဆုံးတော့ หรือใช้ စိတ်က ร่างกายที่ သူ เคลื่อนไหวร่างกาย ထုတ်ခလိုက်လို့ရတယ်ဒီငါရုပ်ကြီးကငါမဟုတ်ဘူးဆို อยู่ในสัมปชัญญะบัพพะของกายานุปัสสนาสติปัฏฐาน ในหมวดของสัมปชัญญะคือรู้ความเคลื่อนไหว အဲ့ဒါယုတ်တာနုပတ္တနာလေအဲ့ဒါယုတ်တွေဆွေ့တိုင်း กว่า သိ จะ တယ် เปลี่ยนอิริยาบถจิตมักจะหนีไป500 รอบยังนั่งอยู่ ယုတ်က หนีไป ယုတ်က เป็น ဆွေ့ แสน ပေါ် ครั้ง ကြာတယ်လေယုတ်ကငြိမ်တယ်တကူအားထုတ်လိုက်ငြိမ်နေလား ละเอียด ဒါပေမဲ့စိတ်က มากขึ้น အဲ့ဒါ ที่ စိတ်က รอ ပြောင်းလဲတော့နင်းတာမဟုတ်တော့ ก็รู้ความ ယုတ်ရတော့ငြိမ်နေတယ် ข ပေါ့ องร่างกาย อย่างเรานั่งอยู่นี่เรากระดูกกระดิกอยู่เรื่อยๆนะ သူထိုင်နေတယ်လေတို့လည်းလှုပ်ရှားနေတယ်နော် ฟังไม่รู้เรื่อง ไม่มา หน้านิ้วคิ้วขมวดเนี่ย ကိုထိုင်ပြီးတော့ นั่งไปคันเนี่ย ရားနေတာလည်းရှိတယ် ร่างกายที่เคลื่อนไหวไว้ အဲ့ဒီက ถ้า သူ เราเห็นร่างกายที่เคลื่อนไหว သူအဲ့လိုမျိုးခံစားနေကိုလိုက်သိနေရမှာရုပ်ပေါ်မှာလေရားနေတယ်ကုတ်ချင်းတယ်အဲ့မှာတကုတ်မိတယ်အဲ့ဒါလည်းသိနေရ ทั้งหมดจะไม่ใช่เราเห็นไหมเราสุ่มตัว ด้ อ วย ย่างมาเรียนนะสุ่มตัวอย่างการมองร่างกายในบางมุม ถ้าเรามองในมุมนี้เราก็จะเข้าใจทั้งหมด တို့ หรือเวทนา ရုပ်ကို เวทนาในเว ကို ทนา လွယ်လဲနေအောင်ကိုအစဉ်ပြေလဲနေအောင်ကြည့်ကိုရုပ် อันนี้ยิ่ง ဘယ်လို หนัก ကြည့်မ เข้าไป လဲ ใหญ่เลยจริงๆง่ายทุกอันแหละถ้าเราทำเป็นนะ ဝေဒနာတွေကဝေဒနာအဲ့လိုပုတ်ခက်တယ်ကိုကဝေဒนาကိုစုမှတ်ရမှာ นะมีสองส่วนเวทนาในกายเวทนาในใจ ဝေဒนาနဲ့နှစ်ပိုင်းရှိတယ်နော်စိတ်ဝေဒนาและရုပ်ဝေဒ สุข นา กับทุกข์ အဲ့မှာဝေဒนาပါရှိတယ်ဆိုတော့ဒုက္ခและဒုက္ခ รู้อิริยาบถอิริยาบถตอนนี้นั่งอยู่ ร่างกายนั่งอยู่รู้ว่านั่ง ဒီကိရိယာဘုတ်ကထိုင်နေတာထိုင်မှသိတယ် นั่งไปนั่ง နော်ထိုင်တော့လဲတွားခြင်းနဲ့တွားခြင်းနဲ့တွားခြင်းမှသိတယ် อ
นี่เรา มา ก็ สู้ รู้ มาตัวจีเนี่ยเลยยาเลยเป็นนะยาเลยดีนะยาเลย ไม่ใช่ร่างกายนั่งอยู่ก่อน ความปวดแทรกเข้ามาเพราะความปวดกับกายเป็นคนละอันกัน ความคันกับร่างกาย nháo nhà miเลยnháo nhà miเลยยุ่งเลยมาดูเลยยุ่งก็ทำมาถ่ายนี่นะเว้ยดูถ่ายนู่นย่าเนาะเนาะแต่เอานี่จ้าเนาะน่าจ้าอะไรเงี้ยจ้าเราnháoอะไรเงี้ยเลยตัวnháoเลยสารน่ามาปลาเงี้ยเลยนี่นะยุ่งเลยnháoน่ะเลยมาดูเบลล์สิ เราสั่งให้ร่างกายไม่เจ็บไม่ป่วยอะไรเงี้ยทำไม่ได้มันจะป่วย ทุกขณะกูอยู่มันนานแล้วมันนานแล้วไม่ยาแล้วใครนู่นเลยไม่ยาวเลยเยอะมันไม่ใช่ตัวเราด่างงามว่ามันหูเบนะเรียนอย่างเงี้ยเรียนเวทนาบางอย่างเช่นเรียนเวทนาในกายเนี่ยหรือที่ง่ายกว่านี้ก็เป็นเรียนเวทนาในใจအဲ့ဒါဒီဟိုဟာဒီရုပ်ဒီမှာပဲလိလာဒီတရားတွေအဲ့ဒီပေါ်မှာသင်ကျင်ดวงจิตทุกดวงต้องมีเวทนาเกิดขึ้นด้วยนะစိတ်တိုင်းမှာဝေဒนาပါရအောင်စိတ်ရှိပြီးဝေဒนาမရှိတာမရှိဘူး3ตัวในจิตเราဝေဒนาမှာ3မျိုးပဲရှိတယ်เรียกโสมนัสဒုက္ခเวทนามีความทุกข์เรียกโทมนัสเวทนาဒုဒဒုက္ခရဲ့ဒုက္ခရဲ့พูดอย่างนี้ฟังยาก อุเบกขาဝေဒนาရဲ့มีความสุขใจมีความทุกข์ใจ3မျိုးပဲရှိတယ်ဒုက္ခဒုက္ခอุเบกขาစိတ်ကဝေဒนาခံစားเราจะต้องเรียนขันธ์5ทั้งหมดนะเรามาเรียนแค่เวทนานี้ก็ได้เฝ้ารู้เราไปนะสุดท้ายเราก็จะเห็นเลยสุขก็ไม่ยั่งยืนไม่ใช่ตัวเราไม่ใช่ของเราทุกข์ก็ไม่ยั่งยืนทุกข์และอนัตตาပဲมันမြင်အနုစုความเป็นกลางဒုက္ခလည်းမမြင်ဒုက္ခလည်းမမြင်အဲ့ဒီမျိုးကိုမမြင်မှที่စိတ်ကဥပိ္ပခပဲရောက်တယ်ကျဲดิ้นรนทุกวันนี้มันดิ้นทำอะไรအခုစိတ်တွေလှုပ်ရှားနေကြတာကိုကဒုက္ခရခြင်းလို့လှုပ်ရှားနေတာဥစားခံစားလိုက်ဒီဥစားခံစားလိုက်ဒုက္ခလေးဖြစ်မလားလို့ได้ความสุขอันนี้เรียกว่ากามตัณหาအဲ့ဒီဒုက္ခလေးရခြင်းအဲ့ဒါကာမဂုဏ်လေးဖြစ်အဲ့ဒီကာမဂုဏ်လေးအဲ့ဒီဓာတ်လေးဒုက္ခလေးပျောက်တော့မှကြောက်လို့ကိုကထိန်းတာလားอยากเกิดขึ้นจิตก็เกิดความดิ้นรนထိန်းတာပျောက်တော့မှကြောက်တော့แล้วเราดูเวทนานะมันจริงๆแล้วมันลึกซึ้งกว่าดูกายมันยากกว่าดูกายดูเวทนาကိုကြည့်မယ်ဆိုရင်သူကရုပ်ထဲကိုနူးညံ့တယ်နော်ဝေဒနာကဒါပေမဲ့ကိုကဝေဒနာကြည့်တယ်များကိုကတော့ဗာလဲဟိုနူးညံ့လာဝေဒနာကိုပဲဟိုဝေဒနာလေးခံစားရစားလေးလိုက်ပြီးသူ့မိုက်ဆိုကိုမှခါလဲနူးစိတ်လေးနူးညံ့လာခဲ့မှာစိတ်နူးညံ့တာတူနူးညံ့တဲ့စားလေးပုံမြင်လာခဲ့မှာความดิ้นรนของจิตเรียกว่าภพการစိတ်ရဲ့จิตเรียกว่าภพมี2စိတ်ရဲ့ภพโดยการเกิดစိတ်ရဲ့มีภพในการလှုပ်ရှားမှုကသူကဘဝရောက်လှုပ်ရှားနေဘဝတူและภพที่สำคัญในการปฏิบัตินะคือภพในใจเราအရေးကြီးဆုံးကကိုယ်စိတ်ထဲမှာဖြစ်တဲ့ဘဝလေเรียกว่ากรรมภพဘဝစိတ်ထဲမှာအမျိုးဘဝလေးဖြစ်နေมีตัณหาและจิตก็เลยทำกรรมมีความอยากအဲ့မှာလှုပ်ချင်တဲ့တဏှာစိတ်တွေပေါ်လာအဲ့ဒါလုံးမြည်အဲ့ဒါမှာသွားလုံးမြည်တဲ့တန်တရားလေပြန်ดิ้นรนจะรักษาความสุขดิ้นรนปฏิเสธความทุกข์อะไรไม่อยากให้ทุกข์เกิดตัวလှုပ်ရှားနေတာဒုက္ခကိုဆွဲဖက်တမ်းမယ်ဒုက္ခကိုတွန်းထုံးမယ်အဲ့မျိုးသူကလုံးနေသူကလှုပ်ချင်တဲ့အရာအဲ့ဒီမျိုးဖြစ်ချင်တဲ့စိတ်အဲ့ဒီလိုဖြစ်ချင်တယ်เกิดขึ้นมีภาระเกิดขึ้นงั้นถ้าเราดูเวทนานะจะไล่ลำดับมาอย่างที่หลวงพ่อบอกเงี้ยมันဝေဒနာကိုစွန့်မိုက်ဟိုနဖုံပြောနေမျိုးပဲသူအစင်လာအဲ့ဒီမျိုးဖြစ်သူအစင်အဲ့ဒီမျိုးဖြစ်လိုက်ခဲ့မယ်ဝေဒနာကိုစွန့်မိုက်နေแล้วตอนนี้เอาง่ายๆก่อนนะအခုကလွယ်ပဲရင်လောက်တော့ပါအာနာပါနစติเนี่ยเป็นหมวดအသက်စုဝင်တိုင်းသိတယ်ยากมากအာနာပါနတတိအလွယ်ဆုံးนึกว่าง่ายหรือไม่ง่ายนะခက်တယ်နော်လွယ်တော့လည်းမဟုတ်ทางหลอกอะไรได้มากมายเหลือเกินအဲ့ဒီဝင်လေထွက်လေတော့မှလည်းခက်တယ်လေทำให้เป็นสมถะก็ได้เป็นวิปัสสนาก็ได้အာနာပါနတတိအာနာပါနတတိကတမထဖြစ်အောင်လုပ်လို့ရတယ်ဝိပဿနာဖြစ်အောင်လုပ်လို့ရတယ်ခ
พลิกไปเป็นกสิณก็ได้ตั้งหลายตัวนะ အတိုင်းဖြစ်နေတယ်ရတယ်အဲ့ဒီအာနာပါနတတိတဲ့เกิดอะไรหลากหลายได้เฉพาะพอได้อุปจาระนะอย่างพอเกิดแสงเราเล่นแสงได้ย่อได้ขยายได้อุปจาระที่มันเกิดนิมิตအလင်းရောင်မြင်ပြီးအလင်းရောင်ကြီးအောင်လုပ်လို့ရတယ်တေးအောင်လုပ်လို့ရတယ်ไม่เล่นยากนะไม่ใช่ง่ายไอ้กรรมฐานกายที่ง่ายที่สุดที่เราพ่อเห็นเคลื่อนไหวเรารู้เนี่ยส่วนยืนเดินนั่งนอนมันหยาบไป รู้สึกไหมร่างกายเรากระดุกกระดิกตลอดเห็นไหมကိရိယာပုတ်လေးပါးကိုကြည့်တော့လဲလွယ်တော့တယ်ก็กระดุกกระดิกအဲ့မှာမဆိုရင်ကိုယ်ခန္ဓာကိုယ်မှာပဲကြည့်နေခန္ဓာကိုယ်ကဆွေ့တိုင်းလိုက်တည်နေเคลื่อนไหวอยู่ตลอดนะချိန်လုံးဆွေ့သူကဆွေ့တယ်ရောင်းနေခန္ဓာကိုယ်ကတေချာငြိမ်လို့ပြောဆိုရင်ဝင်နဲ့ထွက်တယ်ဝင်လေထွက်လေကြည့်လေအဲ့ဒါလည်းခန္ဓာကိုယ်ကဆွေ့ဆောင်နေတယ်သူဝင်လဲထွက်လဲဖြစ်နေมันจะเกิดรู้ร่างกายไม่ใช่ตัวเราของเราအဲ့ဒီမှာကိုယ်ကလိုက်ဒီပေါ်မှာလိုက်တည်နေရမယ်တည်ပြီးနောက်ဆုံးကြတော့ဒီရုပ်ရငါမဟုတ်ဆိုတည်ရမယ်အဲ့တော့မှတရားတွေတက်မှာจิตานุปัสสนาတရားတွေတိုးမှာมีทั้งส่วนง่ายกับส่วนยากส่วนง่ายของคนซึ่งไม่ได้เล่นฌานส่วนยากคือของคนที่เล่นฌานมีอย่างละครึ่งလွယ်တာကတော့အဲ့ဒီတရားပုဂ္ဂိုလ်တရားဝင်လေထွက်လေမှတ်တာတော့လွယ်တယ်အဲ့ဒီကျတော့တရားအထုတဲ့ပုဂ္ဂိုလ်ဇံဖြစ်ဖို့ပုဂ္ဂိုလ်တွေဖြစ်တော့သူကြောင့်ခက်ပြောင်အဲ့ဒီဝင်လေထွက်လေကိုရှုမှတ်တာသူကรู้ว่ามีโทสะจิตไม่มีโทสะรู้ว่าไม่มีโทสะအဲ့ဒါဝင်လေထွက်လေမှာပဲเนาะမတူကြဘူးပေါ့ခက်တယ်လဲလွယ်တယ်လဲအဲ့ဆိုစိတ်ကဒေါသဖြစ်ရင်ဒေါသဖြစ်မှတည်တယ်စိတ်ကလွင့်ရင်လွင့်မှတည်တယ်สี่คู่เราไม่ต้องเรียนทั้งสี่คู่ไอ้มีไล่ตีแต่อะไรเลยนะตัวอย่างมาเรียนถ้าเราขี้โมโหเราดูเลยจิตโกรธกับจิตไม่โกรธทั้งอันนี้กูဒေါသကြီးတဲ့ပုံကူစိတ်တူတယ်ဆိုရင်กูကြည့်လိုက်တူလဲစိတ်လည်းမတူလဲစိတ်ပါกว่าကြည့်လိုက်နော်ชั่วคราวก็ดับเกิดจิตไม่โกรธစိတ်တူရင်လဲตัวจิตไม่โกรธခဏပဲတည်တယ်ပဲအကြာကြီးမှတူလဲခဏသူကခဏရဒေါသဖြစ်ပြီးသူကဒေါသဖြစ်တယ်တိလိုက်တာနဲ့ဒေါသပျောက်သွားတယ်ပဲไม่โกรธมีสติกำกับอยู่เป็นกุศลนี่ก็ไม่โกรธเหมือนกันไอ้ไม่โกรธก็มีหลายแบบนะไม่โกรธที่စိတ်ဒေါသမဖြစ်တာအများကြီးရှိတယ်နော်ကုသိုလ်စိတ်ပြောရင်လည်းဒေါသမဖြစ်ဘူးဟုတ်လားไอ้นั่นแบบนึงကုသိုလ်စိတ်ပေါ်တဲ့အချိန်မှာဒေါသဖြစ်လို့လားเพราะมีสติอีกแบบนึงဒေါသမဖြစ်ရင်လည်းတတိတရှိတယ်ဖုံဆိုရင်အဲစိတ်စန္ဒစောတယ်ဖုံနော်ဒေါသအိတ်ကြီးတယ်ไม่ได้เจตนานะแต่พอหลวงปู่บอกให้อ่านจิตตัวเองมันเห็นโทสะเกิดทั้งวันเลยทีแรกก็เห็นช้าต้องโกรธแรงๆแล้วถึงจะรู้ต่อมาเห็นบ่อยๆนะขัดใจเล็กๆก็เห็นแล้วต่อมาแค่ลำคาญก็เห็นแล้วကျင့်တရားကျင့်ကစားတော့ဆိုရင်ဒေါသဖြစ်တယ်ဒေါသဖြစ်ရင်ကြမ်းတမ်းမှသိတယ်တရားကြမ်းဒေါသကြမ်းဖြစ်မှသိတယ်နောက်တော့ဒေါသစိတ်နဲ့နည်းခလုဖြစ်လိုက်တယ်ကိုအဲ့ဒါတိတာများလာကြတော့စိတ်ထဲမှာနည်းလေးခလုဖြစ်လိုက်တယ်နဲ့မကျေနပ်မှုပေါ်တော့ခဲ့လေအဲ့မှာချင်းသိတယ်အဲ့ဒီမကျေနပ်ရင်ဒေါသဖြစ်တော့မယ်လေအဲ့ဒီမှာဖြစ်နေအဲ့ဒါလိုက်သိสติรู้ทันว่ากำลังโกรธความโกรธအဲ့ဒီဒေါသဖြစ်ဆိုတတိယချက်ချင်းကတ်တယ်တတိယကတ်လိုက်ဆိုဒေါသမဖြစ်တော့တတိယသူကျင့်တယ်များတော့တတိယသူတိပြီးလိုက်တာဒေါသဖြစ်တော့မယ်ဆိုတော့ไม่รู้ว่าโกรธใครนะโกรธใครไม่ตัววิဒေါသဖြစ်တာဘုဒ္ဓဒေါသဖြစ်မှသိတာမဟုတ်တော့ကိုယ်စိတ်ကိုကြည့်နေတာအပြင်ကအရာတွေကိုလိုက်မကြည့်နေအရေးမကြည့်ရတာကိုယ်စိတ်ကိုကြည့်နေတာအပြင်ကိုမလိုက်မကြည့်เวลาหลงไปคิดอะไรไม่สำคัญที่ကိုယ်ကတွေးမိတယ်ပါတွေးမှမသိတွေးတဲ့အကြောင်းအရေးမကြီးနော်ကိုယ်ကတွေးကိုယ်ကလွင့်ပြီးဆိုကိုသိရမယ်တွေးဆိုတော့လွင့်ထွက်တယ်ပြီလေအဲ့ဒါအဲ့လွင့်ကိုသိရမယ်ทำวิปัสสนาไม่ได้ဘာအကြောင်းတွေးတဲ့အကြောင်းသိခိုင်းတာမဟုတ်ဘူးรูปธรรมนามธรรมอย่างอาการที่จิตคิดจิตหลงไปคิดเนี่ยคิดเรื่องอะไรไม่สำคัญที่รู้ว่าจิตไปคิด
จิตโกรธรู้ว่า တွေးတဲ့အကြောင်းအဓိကထားရအောင် สำคัญที่รู้ว่าโกรธ ကိုယ်စိတ်ရတွေးမိပေါ့နော်အပြင်အကြောင်းရတွေးမိအဲ့ဒါအဓိကမထားရအောင်သူကလွင့်နေစားအဓိကထားရဘာကြောင့်လို့ကိုယ်လွင့်နေစားကိုသိရမှာလွင့်ပြီးဆိုတော့သိရမှာအဲ့မှာတတိပါလိုက်ခဲ့ပါတယ်ဒီပုံที่หลวงปู่ดูลสอนหลวงพ่อดูตรงนี้เลยအဲ့ဒီမှာကျင့်รู้สึกกายจืดชืดพอดูจนมันระเบิดมาก่อนเจอหลวงปู่แล้วဘုံဘုံကရုပ်မှာကြည့်တယ်လို့ဘုံဘုံကတော့တမာတိအားကြောင့်ရုပ်သိမ့်မကြည့်ခြင်းเวทนาดูให้ดีๆจะขึ้นไปถึงธรรมะ အဲ့ဒါစိတ်ကိုပဲကြည့်တယ်စိတ်ကိုကြည့်တော့ จะไปเห็นปฏิจจ ခံသူကအမျိုးမျိုးကြည့်ရလို့စိတ်ကให้ดูจิตอันนี้ก็ง่ายพวกเราทุกวันนี้เรากระทบอารมณ์စိတ်တ ानु ပတ္တနာပေါ့ပြောမှဆိုစိတ်တ ानु ပတ္တနာအဲ့ဒါได้สอไม่ถูกใจเราโทสะก็ขึ้นนะဘာမှပြောနေဒီနေ့ရွေးကောက်ပွဲရွေးလိုက်တယ်ရွေးပြီးတော့ဒီညတိပြီလေရလဲပါတီလေရလဲလွတ်တော်လေကိုစိတ်တိုင်းမကြဒါလည်းမကိုမကြည်နှမှုပေါ်တယ်ဆိုတော့မကြည်နှမှုဖြစ်ပြီးဒေါသဖြစ်မှမတွေ့လားดีจังเลยไม่พักนี้ไม่ได้นี่โกรธแล้วทำไมพวกนี้มันโง่ทำไมมันไม่เลือกพักนี้เนี่ยโทสะเกิดนะง่ายๆเลยขับรถอยู่คนมาปาดหน้าโกรธนะကားမောင်းနေတော့မှကားတစ်စီးကိုအစီအဖြတ်မောင်းပြီးဆိုတော့ကိုကဒေါသဖြစ်တယ်ကိုကကိုစိတ်ကိုမကြည့်ပဲအဲ့ဒီကိုဒေါသဖြစ်တဲ့ကားကိုကြည့်တော့ဟိုရဒေါသကြည့်လိုက်ခဲ့တယ်ကိုကအဲ့ဒါသူအဲ့ဒီကားငါ့ကိုဒီလိုဆိုငါလည်းသူ့အစီမှာခါလဲဖြတ်ပြီးလိုက်မောင်းမယ်ဒီကောင်ဆိုတော့အဲ့တော့ဖြစ်ကုန်ကအဲ့ဒီမှာတယောက်ကားပေါ်ဆင်းရိုက်ပွဲထုပွဲတပ်ပွဲဖြစ်ကြတယ်တွေ့လားအဲ့ဒေါသဖြစ်တဲ့အချိန်မှာကိုစိတ်မကြည့်မဲနဲ့ဒေါသဒေါသဖြစ်တဲ့အရာကိုကြည့်တယ်ဒေါသကိုဒေါသဖြစ်အောင်ပြုလုပ်တဲ့အရာကိုကြည့်မိတယ်ที่สุดคือโทสะเขาเป็นคนขี้โมโหใจร้อนဘုံဘုံဆိုအထင်ရှားဆုံးလို့ခုလုံးကိုတိုင်ကလည်းဒေါသကြည့်တဲ့ပုဂ္ဂိုလ်ဆိုတော့ဒေါသကိုအရင်လိုက်ဒေါသကိုအရင်လိုက်ကြည့်တယ်มีอะไรก็พูดตรงไปตรงมาสั้นๆจบလူစားရှိရင်တူကောက်လဲတူပြောပြီးလူလည်းခရီးရောက်ပြောတယ်အဲ့ဒါพวกเราบางคนเป็นพวกโลภมากဘုံရဲ့အကျင့်อะไรก็อยากได้เห็นมือถือใหม่ก็อยากได้เห็นกระเป๋าก็อยากได้เห็นเสื้อผ้าก็อยากได้တို့တွေကလောဘကြီးတော့ဘာမှမဆိုအကုန်လုံးရချင်တယ်เยอะพวกโลภะเยอะလောဘကြီးတဲ့လူတွေရှိတယ်พวกเดียวกันนะနိုင်ရင်လေးလက်ကင်ဖုန်းလေးအိတ်လေးအဝတ်စားလေးတွေ့လဲရချင်တဲ့စိတ်ပေါ်တယ်အဲ့ဒါလောဘကြီးတမလေးสติก็อยากได้เห็นได้ก็อยากได้ให้รู้ทันဥစားလေးဟိုမင်္ဂလေးဆိုလဲตัวรอบนี้เกิดบ่อยမိကတဲ့တွေ့လဲရချင်တယ်โทสะเกิดบ่อยหลวงพ่อก็เริ่มจากโทสะအဲ့ဒါလဲလောบစုပေါ့အဲ့ဒီလောဘကြီးပို့ကျလောဘကိုကြီးเกิดบ่อยดูตัวที่ပစ္စည်းလောဘပေါ်တယ်ပစ္စည်းတော့ဝယ်ခိုင်းတာမဟုတ်တော့လက်ကြည့်ခိုင်းတယ်နော်တိခိုင်းနေတယ်กินหรอกเสียเวลามาดูตัวที่เกิดบ่อยๆခဏပေါ်လဲအရာကိုကြည့်စိတ်တ ानु ပတ္တနာဆိုရင်ကို့မှာဘာပေါ်လဲဘာထင်ရှားတယ်ငါတောင်းတွေးမြောက်တွေးလဲပုဂ္ဂိုလ်လားအဲ့ဒါလိုက်တိငါကလောဘကြီးလဲပုဂ္ဂိုလ်လားကိုကြည့်ใจมันฟุ้งซ่านมันก็คอยรู้ทันมันจะดับကိုစိတ်ကလေလွင့်တိုင်းစိတ်လွင့်တိုင်းလိုက်ကြည့်လိုက်တိအမိလိုက်တိနေหาวิหารธรรมที่พอดีกับตัวเองကိုကတရားတစ်ခုကိုမှတ်ထားလိုက်ซื้อให้พอดีกับตัวเราကိုအင်ကြီးဝယ်တော့မှကိုတဲ့အတင်းတော်လဲအင်ကြီးဝယ်တော့မဟုတ်လားတရားဆိုတာကိုတဲ့တင်းတော်လဲတရားတော့ပဲကိုကျင့်ตัวใหญ่ไปก็กินให้เยอะๆจะได้อ้วนใส่เสื้อตัวนี้ได้ไม่ฉลาดนะเราจะซื้อเสื้อผ้าเราก็ซื้อให้พอดีกับตัวเราทำกรรมฐานကိုအင်ကြီးဝယ်မဆိုရင်လည်းကိုတဲ့တင်းတော်လဲအင်ကြီးဝယ်တော့ဟုတ်လားအင်ကြီးကြီးဝယ်ပြီးငါသမီးများစားလိုက်မယ်စားမကိုလုံးကြီးရတယ်အင်ကြီးဝယ်တဲ့အင်ကြီးလည်းကြိုက်အောင်လုပ်မဆိုအဲ့ဒါလူကောင်းသူတော်ကောင်းရဲ့ကောင်းတဲ့အသွေးခေါ်မှမဟုတ်ပဲก็เลยมาดูจิตအဲ့ဒီမျိုးမကြည့်တော့ဝေဒနာကိုကြည့်မလားดูได้ตัวนึงไปจะดูตัวอื่นได้นะแต่ถ้าดูโทสะဝေဒนาကြည့်တော့လဲသိခံရမယ်နော်ဝေဒနာများစွာကจะได้ทั้งหมดကိုတိတ်ပြီးမကြက်တဲ့ဝေဒနာတွေဖြစ်တော့ดูเวทนาตัวหนึ่งได้มีความสุขก็รู้ความสุขหายไปก็รู้ดูไปဝေဒนาကြည့်တော့စဉ်ဝေဒนาကဟိုဒုက္ခပေါ်တိုင်းသိนักเรียนส่วนย่อยๆแล้วจะได้ทั้งหมด
จะเข้าใจทั้งหมด ကိုကဟို อย่าดูกาย ပြောမှဆိုရင် บางอย่าง အခြေခံအားထုတ် กายทั้งหมดมันไม่ใช่เรา အခြေခံအားထုတ်ပြီးတော့ဒီယုတ်ကစားတွေအားလုံးယုတ်ပေါ်မှာဖြစ်စားအားလုံးသိတယ်စိတ်ပေါ်မှာဖြစ်တဲ့အားလုံးသိရင်သူ့သူအလိုလိုသိရခဲ့မယ်တန်တဲ့တရားတွေ สุดท้ายจะเข้าใจจิตทั้งหมดไม่ใช่เราเนี่ยดูจากส่วนย่อยๆมีวิหาร အဲ့ဒီစိတ်အားလုံးကလည်းဝေဒนาအားလုံးနဲ့လည်းငါမဟုတ်ဆိုကိုသိတယ်ပြန် นะไปดูตัวเอง အကောင်းဆုံးကတော့ကိုကြည့်လိုက်ပေါ့ကိုစင်ကျင်လိုက်ပဲတရားတယ်ကိုလည်းတင့်တော်ဆုံးလားကြည့်လိုက် รู้สบายๆรู้อย่างคนวงนอก ဘာပဲဖြစ်ဘာပဲတိနော်ပုံမှန်လည်းတိနေရမယ်ပုံမှန်စိတ်လည်းတိနေရမယ် จิตก็ซื่อบื้ออยู่แค่นั้น ကိုကြည့်လိုက် พัฒนาการเราไปทำนะ တော်လုံးကြည့်ကြနော် แล้วเราจะพบอย่างหนึ่ง သူတခုတွေ့ ความสุขมาให้เรา တရားကငါတရားကငါဒုက္ခဖြစ်အောင်လုပ်ပြီးတယ်ဆိုသိတယ်နော် ก็คือธรรมะ အကိုလုံးဘာမှ รู้เรา ဒီကဘာကြီးမှာရှိတဲ့ဒုက္ခကတရားလောက်တရားတိလောက်ဒုက္ခလောက်မခံစားရတရားရဲ့ဒုက္ခတရားချမ်းသာအကောင်းဆုံးပဲ เลยก็คือพระนิพพาน ကောင်းဆုံးရဲ့တရားကလည်းနိဗ္ဗာန်ပေါ့နော် สภาวะสงบลักษณะของนิพพานนะคือสงบจากกิเลสสงบจาก အဲ့မှာနိဗ္ဗာန်တည်ငြိမ်နေတာဘာတည်ငြိမ်လဲဆိုတော့ကိလေသာတွေကိလေသာအပေါ်ထဲမှာတည်ငြိမ်နေတယ်ကိလေသာလည်းမရှိပဲတည်ငြိမ်နေတယ် สุข အဲ့ဒီမှာဒီထက်ချမ်းသာမှုမရှိတော့မဟာချမ်းသာဖြစ်နေမဟာဒုက္ခဖြစ်နေ สงบไม่มีแต่ความสงบสูงสุดคือพระนิพพานนั่นแหละ အမြင့်ဆုံးဒုက္ခလို့နိဗ္ဗာန်ပဲ นิพพานไม่ใช่เรื่องไกลตัว နိဗ္ဗာန်အဝီးမဟုတ်နော် ชนนะสามารถพัฒนาตัวเอง လိမ္မာတော့လူကကိုတိုးတဲ့ကိုလှုပ်လို့နိုင်တယ် พระนิพพานได้ လှုပ်လို့ရလေနိဗ္ဗာန်ရောက်ဖို့ จิตกิจสัจจิกิริยากิจคือกิจในการเข้าไประลึกรู้เข้าไปสัมผัสเข้าไปถึง အဲ့ဒီမှာကိုကတွားပြီးခံစားတတ်ဖို့ကိုတွားပြီးအဲ့ဒီအာထုတ်ပြီးခံအဲ့ဒီနိဗ္ဗာန်ခံစားလို့ရတယ် ไปสัมผัส ကိုတော့ခံစားမိမယ်ကိုသီလသမာဓိ ไปไหนเลยเพราะ သီလသမာဓိပညာလေး นิพพานไม่ได้อยู่ที่โน้น တင့်တော်လည်းနေကြရင်ပြည့်စုံလည်းနေကြရင် นิพพานอยู่ต่อหน้าต่อตาเรานี่แหละ နိဗ္ဗာန်ကိုအစစ်မှာပဲနိဗ္ဗာန်ဘယ်သူမှမဟုတ်ဆရာဓမ္မမှာရှိတဲ့နိဗ္ဗာန်မဟုတ်မြတ်စွာဘုရားမှာရှိတဲ့နိဗ္ဗာန်မဟုတ်ဘယ်သူမှလည်း ดิ้นรนปรุงแต่ง ဘယ်သူမှလည်းအဲ့ဒီနိဗ္ဗာန်ကိုမပိုင်နိုင်လို့မရအောင်အာလုံးတွဲပဲအာထုတ်တဲ့လူတွေတွဲအာလုံးနိဗ္ဗာန်အာမှန်ကန်တော့အာထုတ်တဲ့လူတွေမှန်ကန်တော့နိဗ္ဗာန်ရကိုရပါ ยึด မယ် ถือได้นะจิตก็สงบสุขเราจะละความอยากได้เมื่อเราเข้าใจความจริง တို့ကလူချင်းတဲ့စိတ်ကိုစွန့်လို့ရမှာဆိုတို့ကအဲ့ဒီလူချင်းတဲ့စိတ်ကိုအမှန်ကန်တိုင်းသိမှာ ของรูปนามกายใจเรียกว่าวิชาละอวิชชา အဲ့ဒီမှာသူအဲ့ဒီမှာကိုကအဲ့ဒီအမှန်ကန်တိုင်းသိရင်ဝိဇ္ဇာဖြစ်တယ်လေဝိဇ္ဇာဆိုဝိชาဆို คือตัวทุกข์ ဒီခန္ဓာ၅ပါးကဒုက္ခ ได้เราก็แค่ ဒီခန္ဓာ၅ပါးကဒီခန္ဓာ၅ပါးကြီးကဒုက္ခပဲဆို เราก็สัมผัสพระนิพพาน အဲ့ဒါကိုသိရမှာအဲ့ဒီအခန္ဓာ၅ပါးကိုစွန့်လို့ရတဲ့နေ့ကစိတ်ချပြီဆိုနိဗ္ဗာန်ကိုရောက်တော့ပြီလေ คือรู้ขันธ์ห้าของเรานี่แหละ ခန္ဓာပေါ်မှာပဲခန္ဓာ၅ပါးမှာပဲသိနေရ รู้อริยสัจสี่ အဲ့ခန္ဓာ၅ပါးကိုသိကြလဲ ที่ว่าเรา သစ္စာ၄ပါးကိုသိတယ်လို့ပဲ การที่เราไม่รู้อริยสัจสี่ไม่รู้ว่ากายนี้ใจนี้คือตัวทุกข์เริ่มต้นจากตัวนี้เลย ကိုကဒီရုပ်ကြီးဒီစိတ်ကြီးက หาความสุขดิ้นรนในความ ဒုက္ခမှာဖြစ်မှာကိုမှမသိပဲ ความดิ้นรนเกิดขึ้น แต่ถ้ามันรู้แจ้งเห็นจริงนะกายคือตัวทุกข์จิตคือตัวทุกข์ အဲ့ဒါကိုကတကယ်မှသိလာခဲ့ရင် สุขไม่มีความ ရုပ်ကလည်းဒုက္ခစိတ်ကလည်းဒုက္ခပဲဆိုကိုသိလာခဲ့ เนี่ยตัณหาไม่เกิดนะงั้นถ้าเรา အဲ့ဒီဆိုမျိုးဒုက္ခပဲသိဆိုတဏှာလည်းမပေါ်တော့ อ ဘူး ริยสัจแล้วเนี่ยมันจะละตัณหาถาวร အဲ့ဒီမှာတဏှာကိုခါလဲ ให้ละอีกแล้ว ဟောပါလားစွန့်လို့ရပြီ เมื่อไม่มีตัณหา ငါပြုတ်လို့ရရင် ก็หมดความดิ้นรนปรุงแต่ง စိတ်ကလည်းအဲ့ဒါ ธรรมะที่ไม่ดิ้นรนปรุงแต่ง စိတ်ကလည်းအဲ့ဒါကြောင့်လည်း ที่สิ้นตัณหาคือ လက်စာနေလဲလှုပ်ရှားနေလဲစိတ်မဖြစ်တော့
ဟိုလှုပ်ဒီလှုပ်ခန္ဓာရအောင်လိတ်လှုပ်နေအဲ့ဒါမရှိတော့สิ้นความที่โดนปรุงแต่งเรียกวิสังขารสิ้นความအဲ့မှာကျတော့အဲ့မှာဝိหลุดพ้นจากอาสวะသင်္ခါရလို့ဖြစ်တယ်ဝိသင်္ခါရလို့သင်္ခါရမဟုတ်လို့ဝိသင်္ခါရဖြစ်တယ်พ่อเคยถูกครูบาอาจารย์ตวาดเอาเพราะตอนนั้นนะคิดว่าจะဖုံဖုံကဆရာတော်ကြီးတွေရဲ့ဟောက်ခံရဘူးလို့နော်สมาธิแล้วไปเรื่อยๆကိုကတမာတိဝင်ပြီးတော့ကိုကဘာမှမရှိတဲ့နေရာတနေတယ်အဲ့ဒါနိဗ္ဗာန်လို့ထင်ပြီးတော့ချမ်းသာလေးဝင်တယ်หลวงปู่บุญจันทร์นึกถึงအဲ့ဒါလုံပူပူချမ်းဆိုတာဖုံဖုံဟောက်ဟေးအဲ့ဒါကြီးကဘာလို့လဲနိဗ္ဗာန်ဝင်လိုက်ထွက်လိုက်ဆိုတာပါတယ်ဘာနိဗ္ဗာန်လဲဝင်လိုက်ထွက်လိုက်ဆိုတာนิพพานอะไรมีเข้ามีออกเนี่ยตอนท่านตวาดนะဟောက်กันที่တယ်နော်တရားတော်ဟောက်တယ်การเข้าสมาธิลึกๆอะไรเนี่ยไม่ทำให้เกิดนิพพานสมาธิအနေကြီးဝင်ပြီးတော့ငြိမ်းနေတာအဲ့ဒါမဟုတ်ဆိုတော့ချင်းချင်းတီးတယ်နံပါတ်1အဲ့ဒါခန္ဓာပေါ်မှာပဲကိုယ်ကခံစားနေတိတ်တိနေရမှာဘာမှသိတယ်မဟုတ်ทำนะก็เรียนของเราไปเริ่มจับကိုလည်းကိုတရားနဲ့ကိုပေါ့နော်ကိုတရားလည်းကိုဒီขยายออกไปနော်လို့အခုတိမှုလို့သူ့ဘာသူချဲလာခဲ့မယ်ပြီးကိုဒါပဲတိတာဒီခန္ဓာ၅ပါးမှာပဲသိတာที่หายใจก็ไม่ใช่เรานะรู้ဒီရုပ်และနာမ်မှာပဲသိတာงั้นเบื้องต้นนะอยู่กับวิหารธรรมไปแล้วดูကိုရဲ့တရားလည်းကိုကျင့်တာก็รู้จิตถลำไปเพ่งไปจ้องเอาเป็นเอาตายก็รู้แล้วจิตจะค่อยๆพัฒนาเกิดความรู้ตัวနော်သူကသူဖြည်းကြီးလာခဲ့မယ်အဲ့ဒီကျင့်กว้างขวางออกไปเรื่อยๆကိုတိတရားတွေလည်းကျေပြန့်လာခဲ့မယ်วันนี้เทศให้ฟังเท่านี้นะဒီနေ့ဒီတော့တော်ပြီနော်ว่าจะเทศสั้นๆให้ไปเลือกตั้งดูပဲဟောမှာဒီ4တော့ပြန်เบอร์1နံပါတ်1เดินจงตอนนี้กูစဉ်းကြံစောက်တယ်တရားထိုင်တယ်နေ့တိုင်းထိုင်တယ်မနေ့တစ်ချိန်ညတစ်ချိန်နေ့စဉ်မှာလဲကိုမှန်းတိတာကိုမှန်းတိစိတ်မှလိုက်တိနေတယ်တော့ကိုအတ္တလေးကြီးတာခဲ့တယ်ဘာဖြစ်ဆိုတော့ကိုကကောင်းတယ်ဆိုပြီးကိုနာနီနာမနေတဲ့လူတို့တော်ပြီးဒေါသဖြစ်မိတယ်ဘာဖြစ်ဆိုကိုအားထုတ်ရှင်လို့ကြံတဲ့လူအနောက်ဆက်လို့ကိုတမြင်တယ်ไม่แก้รู้อย่างแล้วบลูเปลี่ยนကောင်းမလဲဗျာเปลี่ยนซะမလို့วันไหนจิตหมดแรงก็ทำสมถะก็เท่านั้นแหละစိတ်ကမရှိရင်တော့တမထလို့ว่าตรวจการบ้านง่ายนะเดี๋ยวนี้နံပါတ်1ဒီနေ့ကยิ้มนะอาจจะยากก็ได้တရားစေရလာလွယ်တော့နောက်ပိုင်းမှာမင်းတို့ကြံတဲ့လူတွေမပျော်နေနဲ့တော့နံပါတ်2ပြာစစ်ကိုတရားထိုင်လဲအဲ့ရထတဲ့ချိန်မအိတ်ကြီးတဲ့ချိန်တော့နေ့စဉ်မှာလဲတရားကိုမှတ်နေတယ်ဗျာรู้สึกตัวโอ้ခန္ဓာကိုယ်ဆွေးနေတယ်တိနေတယ်ကိုကတိတူကြည့်တူပဲလုပ်နေတယ်ဒေါသလည်းကြီးတယ်ဗျာအကုသိုလ်စိတ်တွေပေါ်တယ်မာနလေးပေါ်တယ်ไม่ใช่เราဒါပေမဲ့စိတ်ကငါမဟုတ်ဘူးဒါပေမဲ့လည်းဟိုစာညာစဉ်တက်ဖို့ရပြီလားဆိုတော့ကိုလည်းကိုမတင်ကြဘူးတမာဒီနိုင်ဝဲတဲ့ကြော်တော့စီအိမ်ငိုက်လို့ဖြစ်နေတယ်ဗျာပုံလမ်းညူမအောင်ဗျာนั่งลงก็ไปเดินเอาအိမ်ငိုက်လည်းလမ်းတစ်ဆောက်လိုက်รู้ทันအိမ်ငိုက်စင်းညာဆောက်လိုက်กิเลสตัวเองได้ก็ดีแล้วล่ะค่อยๆเรียนไปကိုကိလေသာကိုအမိလိုက်တိနိုင်တော်ပါပြီရတော့ဆိုတော်နေပါပြီเก่งนะดูတော်တယ်နော်ကိုကြည့်နိုင်တာတော့เห็นด้วยนะเรียนรู้ตัวเองนะเราดีขึ้นကိုလေးလာနော်ကိုလေးလာကိုပါလေချုံရင်ကျနံပါတ်3ငါးပါးသီလစောင့်ထိန်တယ်ศีล5ในรูปแบบนั่งสมาธิตနေ့စဉ်မှာအတုပကမ္မထာကျင့်တယ်มีเวลาจะทำกรรมฐาน5အတ္တကြီးတယ်ဗျာขนเล็บฟันหนังโดยพิจารณาsorry အတ္တတွေကိုအတ္တလို့ที่เข้ามากระทบစိတ်ကိုเห็นว่าทุกစိတ်ကိုလိုက်ကြည့်လိုက်စုအမိလိုက်စိတ်ရဲ့အာယုံအမိလိုက်ကြည့်နိုင်တယ်ဗျာกรรมฐานဒါပေမဲ့ထိန်းနှလို့မရဘူးဗျာပြီးတော့ဘယ်လိုပြုပြင်ကောင်းမလဲဗျာทำให้มากเจริญให้มากสิ่งที่ต้องระวังก็คือโมหะนะမင်းနည်းနည်းသတိထားမျိုးဒေါသမောဟနည်းနည်းသတိထားနော်လွင့်နေစားနည်းနည်းသတိထားနော်
โมหะ โมหะเมียวสิစိတ်ဆွမ်းအားနေတယ်နော် กลับมารู้สึกที่ร่างกายไว้ ကိုယ်ခန္ဓာကိုယ်မှာပဲကိုယ်ပြန်ဆင်ခြင်တိလား เบอร์ไหนเบอร์สี่ နံပါတ်4စဉ္ညာစောက်ပါတယ်ဖေတနေ့ကိုတနိုင်နဲ့3နိုင်လောက်ကြာအောင်စောက်တာစဉ္ညာစောက်ရင်လည်းလက်တွေလည်းစုပ်လိုက်ဖြတ်လိုက်ကျင့်ပါတယ်ဖေအဲ့ဒီမှာဘာလို့ဆိုတော့ရုပ်လည်းနဲ့ခွဲလို့ရတယ်ပါလေဖေ ระหว่างวันหลงกิเลสแทรก နေ့စဉ်နဲ့မှာလည်းလွင့်နေများတယ်ဖေ อยากสุข ကောင်းတာဖြစ်ချင်နေတယ်လောဘကြီးပြီးတော့ကောင်းချင်တယ်ဖေကောင်းချင်တဲ့ပုံမှာလောဘကြီးနေတယ်ဖေ ไม่ได้ดังใจ ဘာပဲဖြစ်ဖြစ်ကိုယ်စိတ်တိုင်းမကြဘူးစားလဲစိတ်တိုင်းမကြတာလဲစိတ်တိုင်းမကြဖြစ်တယ်ဖေ ไล่ตามสิ่งที่แรงกว่า ใจตั้งมั่นรู้เฉยๆได้ต่อเนื่องขึ้น กิเลสแทรกน้อยลง ขอคำแนะนำการ အဲ့ဒီပေါ်မှာ ที่เหมาะสม ကိလေသာကတော့ ที่ နောက်ပိုင်းမှာ ดูต่อแล้วนะ ပါလာခဲ့တယ်ဖေ จิตเราพัฒนาเยอะแล้วแต่ နင်းစိတ်ကတော်တော်တူတက်ရခဲ့ပြီနော် ทำถูกแล้วล่ะ မှန်နေပြီးလုံးနေတာ ดูเวทนาในใจได้ดีแล้วล่ะ ကိုယ်စိတ်ထဲမှာပေါ်တဲ့ဝေဒนาလေးကြည့်လို့နိုင်အောင်တော်တယ် နံပါတ်5ဖျားစစ်ခိုတရားထိုင်တယ်ဖုံဖုံပြောလဲနီလန်းကိုလိုက်ပြီးအာထုတ်တယ် นั่งสมาธิ ဖုံဖုံရဲ့တရားတွေလည်းလိုက်နာတယ် และฟังวิทยุธรรมของหลวงปู่ အဲ့ဒီမျိုး หลังออก နေ့စဉ်မနေတော့လို့စိတ်ကစူးစိုက်လိုက် เห็น စိတ်ကလွင့်လိုက်ပဲဖြစ်နေတယ်ဗျာ พอรู้สึกตัวก็จะไป တကယ်လို့အဲ့ဒီမျိုးစိတ်လွင့်နေများတော့လေတမထကိုပြန်ကျင့်ရလဲပဲဗျာ มีสภาวะ ဝိရင်ဘုတ်ထွက်ရင်တော်လို့မှတ်ပါတယ်ဗျာတရားကျင့်တယ် ปัญญาน้อย နောက်ပိုင်းမှာတမာတိတတိလည်းနေတယ်ဉာဏ်စဉ်လည်းနေတယ်ဗျာဖုံဖုံလမ်းညွှန်ပါဦးဗျာ พิจารณาร่างกายไว้เยอะๆนะสมาธิเรา ခန္ဓာကိုယ်မှာခမင်းများကြည့်တော့လေ ดูในกาย ဒီရုပ်ဒီမှာပဲစူးဒီရုပ်ဒီမှာပဲခယူဆိုင်ကြည့်လိုက် เรื่อย မျက်စိနားနာလည်းရပေါ့အဲ့ဒါလည်းကြည့်ကိုယ်ခန္ဓာကိုယ်ဒါလည်းငါဟုတ်ရဲ့လား ๆ ကြည့် บ่อยๆนะจิต ခဏခဏကြည့်နော်ရုပ်ကိုခဏခဏကြည့် ดีนะ ကောင်းတယ် ถ้าพวกเราฟังเป็ดหรือดูเป็ดอะไรอย่าเพราะว่าแต่ละคนที่ส่งกันบ้านพูดคล้ายๆกันนะแต่ တို့ ไใคร တို့ เห မ อน င်း กั လို့ น အတတိထားမိရင်လေဒီ9ယောက်သူတို့တရားဆောက်နီးစပ်တယ်နော်တူလောက်ဖြစ်နေကြလားတွေ့လား เบอร์ห้า သူတို့9ယောက်တိတ်မကွာကြဘူး สมาธิแต่ละคนต่างๆกันเนี่ยถ้าสมาธิแข็งแรงนะจิตถอนออกมาก็มาพิจารณากายไว้ให้เยอะ သမာဓိကသမာဓိအားကောင်းပြီးတော့သမာဓိရဲ့နံပါတ်6လွင့်နေလွင့်နေ หลงรู้สึก လွင့်နေလည်းသိတယ်လွင့်နေလည်းသိတယ် แต่ก็ไม่รู้ว่ารู้อะไร มันเร็วมาก ခန္ဓာကိုယ်ကိုယ်မှပြန်သိတယ်ဒါပေမဲ့လည်းဘာသိမှကိုမသိရဘူး วนแบบนี้ไปทั้งวัน ဒီလိုပဲဖြစ်နေတယ် มีพุทโธเป็นวิหารธรรม ပြီးတော့မှဗုဒ္ဓလို့ယူဖတ်ပါတယ်နောက်တော့လက်လက်ညိုးလေး ในรูปแบบและใน ဆွေ့ယူတယ်ကိုမှန်းသိအောင်လက်ညိုးလေးလှုပ်ပြီးလားကိုမှန်းသိလည်းကြရအောင် ครั้งเห็นเบื้องหลังกิเลสที่บงการสิ่ง တစ်ခါကြလဲကိလေသာကိုတွေ့တယ်တစ်ခါကြလဲကိလေသာရဲ့လုတ်ခိုင်းတဲ့အရာကိုမြင်မိတယ်ဘာကြောင့်ကိလေသာပေါ်ဆိုတော့သိမိတယ် ๆอย่าอยากได้ผลนะ มี รู้สึกให้มันลุ้นมากไปหน่อย အားထုတ်လို့ရတယ်နော်ဒါပေမဲ့လောဘမကြည်တဲ့နော်လေ ทำเหตุไป လောဘ เหตุพอแล้วผล လောဘ มันเอง ကြီးနဲ့စိတ်နဲ့လောဘတဲ့စိတ်နဲ့မအားထုတ်နဲ့တိလား ทำอยู่นะ ပုံမှန်စိတ်နဲ့အားထုတ် ตรงนี้เรารวบจิตเข้ามาแล้วรู้ไหม ကိုအခုကစိတ်ကိုဆွဲဖက်တယ်လေတွေ့လားစိတ်ကိုစုလိုက်တယ်တွေ့လားအဲ့ဒါမျိုးမလုပ်နဲ့ ไปบังคับมัน အဲစိတ်ကိုအဲ့လိုထိမထိန်နဲ့တိလားနံပါတ်9တနေ့ကို3နိုင်လောက်စင်းညာစောက်ပါတယ်ဗျစင်းညာစောက်ပြီးတော့ วันละ ကိုမှန်လိုက်သိနေတယ်ဗျ บางครั้งเดินสลับกับ အဲ့မျိုးစင်းညာစောက် ตัว စိတ်ကသူဟိုပြောဒီပြောလို့လည်းမြင်စိတ်ကပြောနေတယ်ဗျတခါတည်းစိတ်ကလည်းလွင့်နေဗျ และหลง ဒါတော့လည်းစိတ်ကအဲ့မျိုးစောက်ရင်စိတ်ကခြိတော့ပေါ်ရောက်တော့တယ်ဗျ แต่รู้สึกสบายเหมือนได้พัก တရားထိုင်လိုက်တော့လေအဲ့ဒီဒါတွေမတွေ့ရောက်တိုင်းပဲထိုင်ရလားချမ်းသာတယ်ဗျ นั่งต่อไปไหมคะ ချမ်းသာတော့လေပြန်လန်းဆောက်နိုင်တယ်ဗျ นะสมถะก็ต้องทำ တမထကိုစွန့်နိုင်လို့မရအောင်နော်တมထလည်းလုပ်ရမယ်နော် เกิดราคะ ติดอกติดใจชอบ นิ่งๆ ไม่อยากเดินปัญญา
อันนี้ยอมไม่ได้นะ ตัวถ่ายแล้วมีเงี้ยนี่หรออะไรမျိုးဖြစ်ရင်အဲ့လိုမျိုးမလုပ်ရအောင်နော်ညင်တော့လဲညံစင်လဲညံစင်ကိုလဲမစင်ကျင်တော့အဲ့ဒါမဖြစ်စင်နဲ့နံပါတ်8ညစင်ကြဆောက်တယ်အခါကြရင်လဲစင်ကြဆောက်ရင်လည်းတရားမှတ်ထားတယ်ဗျာဘုဒ္ဓလို့မှတ်ထားတာတရားထိုင်လိုက်ရင်လဲဟိုတက်ဆူဝင်တာထွက်တာကြည့်စောက်ကြည့်တယ်ဗျာနောက်တော့အဲ့မှာဘုဒ္ဓလို့နေ့စဉ်မှာအမြဲတမ်းမှတ်တယ်ဗျာအခါလေးကြတော့လဲခါထာကြီးတပုတ်ကိုချိနပ်ပတ်ချောကတာကိုရွတ်ဖတ်ပြီးမိပတ်တယ်ဗျာ ตรงที่เห็นว่าหลงนานนะ อยู่กับเครื่องอยู่แล้วนะสวดมนต์นะ ကိုတရားလဲကိုမှတ်တယ်နော်လွင့်တော့ကြာဘာလဲကိုလွင့်ပြီးကြာတော့ဆိုမှပဲပြန်တိတယ်လဲဟုတ်တယ်ကြာမှပြန်တိတယ်ရတယ်ကမစိုးသေးပါဘူးအဲ့မျိုးဖြစ်နေရမှာ ปู่ดูจะหลวงปู่ดูบอกสวดมนต์เป็นยาทานะ หลวงปู่ดูหลวงปู่เสียดอดูကြီးပြောหลวงปู่ดูကပြောဘူးတဲ့အဲ့ဒါ ไม่ต้องสวดเยอะสวดในใจ คาถาလေးရွတ်ဖတ်နေတာမန္တန်လေးရွတ်ဖတ်နေတာအဲ့ဒါလိန်စီပဲရတယ်နော်တဲ့ ก่อนจะลง လိန်စီပဲရတယ်ယောဂဖြစ်ပြီးလိန်စီပဲရတယ်အဲ့ဒါคาถาလေးရွတ်ဖတ်တယ် ปรับจิตใจของเราให้มันเรียบร้อยขึ้น အဲ့ဒီမှာတရားလေးရွတ်ဖတ်နေတာကကိုယ်စိတ်ကိုတမာတိဖြစ်အောင်လို့ခဏစိတ်ကို ก่อนจะลงมือ အစတွေမှာစိတ်လေးစညင်အောင်လုပ်တော့ပဲရှိတယ်အကြာကြီးရွတ်ဖတ်နေကြမလို့ เจ้าพระธรรมพระสงฆ์อะไรนี่คิดไปเอานิดหน่อย အဲ့မှာဖရာတရားတန်ခါကိုအရင်ဥတည်တာပေါ့တော်ပြီးအဲ့ဒါကျွန်တော်အဲ့လိုဥတည်ပြီးတော့လဲတရားအထုတ်တော့အကြာကြီးဥမတည်နေနဲ့ ชินบัญชรยาวไป ชินมัชชรคาถาဆိုတော့စီလုံးနဲ့ ดีนะไม่ไปสวดมหาสมัย အဲ့ဒါကောင်းလေးနော်မဟာစမိုင်တို့ပါလို့ ไม่ได้ภาวนา ဟုတ်တော့အဲ့ဆိုအချိန်ကုန်တော့မယ်အဲ့ဒါတွေလည်းပဲတွားပြီးတော့တရားထိုင်ချိန်မရှိတော့ဖြစ်တော့မယ် แล้วก็ลงมือทำงานจุดตัวจริงของเราคือภาวนาไปวันนี้เท่านี้นะ ဒီနေ့ဒီတော့တော်ပြီ เก่งทั้ง8 คน ต่อดิ ได้นะ တော်တယ်မင်းတို့ဒီနေ့အင်စပ်ပို့လို့ပုဂ္ဂိုလ်တွေတော်ကြတယ် แบบเบอร์7ยังฟุ้งเก่งอยู่ อื เก่ง ม เหมือนกัน နဘာခုံကလည်းလွင့်တာတော်တယ် เชิญ ပြန်ချ วันนี้ไม่ได้เชิญกลับบ้าน ဒါတော့အိမ်ပြန်ခိုင်းတော့မဟုတ်နော်ရွေကောက်ပွဲတွားကြမှာရွေကောက်ပွဲရှိတယ်